လန်းလေးကတော့ငှက်ကျွန်းပေါ်မှာစတင်ထားပါတယ်။အဲ့ဒီမှာငှက်ကလေးတွေအားလုံးနေတာတဲ့နေ့တစ်နေ့ကိုပျော်ပျော်ရွှင်ဖြတ်တန်းနေကြပါတယ်။ Red ကဝတ်တွေစီကနေအားလုံးကိုကဲတင်ကဲပြီးကတည်းကသူ့ရဲကောင်းတစ်ယောက်အနေနဲ့နာမည်ကြီးလာခဲ့ပါတယ်။ Red ကသူ့ခုံတဲ့ကိုထိမ့်သိမ်းထားနိုင်ဖို့ Chuck ဘုံတို့နဲ့အတူဝတ်ကျွန်းကိုစောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီချိန်ဝတ်တွေကကမ်းခြေကငှက်တွေကိုပိုင်းနဲ့လှမ်းပစ်ကြပါတယ်။ Red က Leona နဲ့သူ့ရဲ့လက်ထောက်အသစ်ဖြစ်တဲ့ Courtney ကိုလှမ်းမြင်လိုက်ရပါတယ်။သူတို့အားလုံးကငရုတ် soft နဲ့ပြစ်ပေါက်တာအေယာမမန်ဘလူးနဲ့ပစ္စည်းတွေကိုမီးရှို့တာပြီးတော့ခနန်းတွေအများကြီးကိုကမ်းခြေပေါ်ပစ်ချတာစတဲ့စစ်ပွဲတစ်ခုလိုမျိုးတိုက်ခိုက်လာကြပါတယ်။ရုတ်တရက် Leona ကတခြားကျွန်းကနေအေယာမရှိခဲဘောလုံးကြီးတစ်လုံးပြန်တန်းလာတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါကဝတ်ကျွန်းရဲ့ရှေ့ပြင်ကိုထိမှန်ပြီးကြီးမားတဲ့ရေပန်းတစ်ခုဖြစ်ပေါ်သွားစေခဲ့ပါတယ်။ Leona ကသူတို့ဒုက္ခရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်။သူက Red စီကိုအပြစ်ခတ်ရက်ဆဲဖို့တင်းစကားပို့လိုက်ပါတယ်။ Red ကမရှုံပါဘူး။ဒါမဲ့ဝတ်တွေကအတင်းကျပ်တောင်းဆိုကြပါတော့ရဲ့။ Chuck နဲ့ Bomb တို့က Red ကိုသူ့ရဲ့တာဝန်တွေကနေခေါ်ထုတ်ပြီးသူတို့နဲ့အတူညဘက်အချိန်ဖြုံးဖို့ကြိုးစားကြပါတယ်။သူတို့က Red ကို Speed Dating စီကိုခေါ်ဆောင်သွားကြပါတော့ရဲ့။အဲ့ဒီမှာ Red က Chuck ရဲ့ညီမ Saber နဲ့တွေ့ဆုံခဲ့ပါတယ်။ Saber ကသူတို့နှစ်ဦးလိုက်ဖက်မှုရှိမရှိကိုသူ့ရဲ့ကိုယ်ပိုင်စမ်းသပ်မှုလေးနဲ့ဆုံးဖြတ်ဖို့ကြိုးစားရမယ်။ Red ကတော့အဆုံးထိမကြည့်ခဲ့ပါဘူး။ Red ကသူ့ရဲ့ခံစားချက်တွေကိုပြောပြဖို့ကြောက်လန့်နေတယ်ဆိုတာကိုသိသွားတော့ထွက်သွားလိုက်ပါတယ်။ Charles နဲ့ Matilda တို့ရဲ့အိမ်အပြင်ဘက်မှာသူတို့ရဲ့ငှက်ပေါက်စလေးဇိုးနဲ့သူ့တငယ်ချင်း Vivi နဲ့ Sam တို့ကအပြင်ထွက်ပြီး Red နဲ့ဝတ်တွေတိုက်ခိုက်ခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်တရုပ်ဆောင်ကြပါတယ်။သူတို့ကမပေါက်သေးတဲ့ဇိုးရဲ့ညီမဥတွေကိုပြပွဲရဲ့အစိပ်ပိုင်းဖြစ်အသုံးပြုခဲ့ကြရမယ်။အဲ့ဒီဥတွေကဖောင်းပေါ်မှာပါသွားပြီးပင်လယ်ထဲကိုမျောပါသွားခဲ့ပါတော့ရဲ့။ Leona နဲ့ Courtney တို့ဟာရှေ့ခဲပေါ်လုံးဘယ်ကလာလဲဆိုတာကိုတိုက်စုံစမ်းကြပါတယ်။ဒရုန်းနဲ့ထောက်လန်းရေးဓာတ်ပုံတွေရိုက်ပြီးရဲ့နောက်မှာတော့သူတို့ဟာအရှင်ကမသိခဲ့ဘူးတဲ့လင်းယုံကျွန်းကနေလာတာဖြစ်ကြောင်းကိုသိခဲ့ရပါတယ်။အဲ့ဒီကျွန်းမှာလင်းယုံတွေရဲ့ခေါင်းဆောင်ဇက်တာနဲ့တွေ့ဆုံရပါတယ်။ဇက်တာကကျွန်းမော်ကရှေ့ခဲတွေကြောင့်ဘာမှမပြောရွှင်မခံစားရတာကြောင့်စိတ်ကုန်နေခဲ့တာပါ။သူမဟာသူ့ရဲ့လက်ထောက်ဒက်ဘီနဲ့အတူပတ်ဝန်းကျင်အပြောင်းလဲတစ်ခုဖြစ်အောင်ငှက်ကျွန်းနဲ့ဝတ်ကျွန်းနှစ်ခုစလုံးကိုတိမ့်ပိုက်ဖို့ကြံစီနေရပဲဖြစ်ပါတယ်။ Red ကသူ့အိမ်မှာတယောက်တည်းစိတ်ဆိုးပြီးပြစ်ခါလုံနေတော့ Leona နဲ့ဝတ်အဖွဲ့တစ်ဖွဲ့ကရောက်လာခဲ့ပါပြီ။ Leona က Red ကိုရှေ့ခဲဘောလုံးအကြောင်းပြောပြခဲ့ပါတယ်။ Red ကလည်းငှက်ကျွန်းနားမှာမြင်ခဲ့ပေမဲ့လိလူရှူထားခဲ့တာပါ။အချင်းဒီအားလုံးကိုခြုံငုံသုံးသပ်ပြီးတဲ့နောက် Red ကဒါဟာသူ့ရဲ့ကောင်းခုံပုတ်ကိုချိန်ချောက်လာနိုင်တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူနဲ့ Leona ဟာ Chuck နဲ့ Bomb တို့ကိုတွားခေါ်ကြပါတယ်။သူတို့ဟာ Mighty Eagle ကိုခေါ်ဖို့ကြိုးစားပေမဲ့လင်းယုံကျွန်းဆိုတဲ့နာမည်ကိုကြားရတယ်သူကကြောက်တဲ့နေကြဖြစ်နေပုံရပါတယ်။အဲ့ဒီနောက်သူတို့အဖွဲ့ဟာကောင်လေး Saber တို့နဲ့ပူးပေါင်းပြီးတော့အဖွဲ့ဖွဲ့ကြပါတယ်။တစ်ချိန်တည်းမှာပဲငှက်ပေါက်စလေးတွေကဥတွေကိုကဲတင်ဖို့အတွက်သူတို့ကိုယ်ပိုင်ဖောင်ကိုရေထဲလှော်ခတ်သွားကြပါပြီ။သူတို့ဥတွေစီရောက်သွားတဲ့အခါ Vivi ကဥတွေကိုအစောကြီးကဲလို့ရတာတော်သေးတာဘောလို့မှတ်ချက်ပေးတဲ့တုံရှိသေးဝေလာငါးတကောင်ကသူ့ရဲ့ရေပန်းကနေရေတွေပန်းထုတ်လိုက်တဲ့အတွက်ဥတွေဟာလေထဲကိုမြောက်တက်ပြီးတိမ်ပေါ်ကိုရောက်သွားခဲ့ပါတယ်။အဖွဲ့သားတွေဟာသူတို့ရဲ့စီမံကိန်းအတွက်စုဝေးကြပေမဲ့ Mighty Eagle ဟာဇက်တာကခေါင်းဆောင်ဖြစ်နေတာကိုမြင်တော့အရန်စိတ်ပူနေပုံရပါတယ်။စီမံကိန်းကတော့လင်းယုံကျွန်းကိုခိုးဝင်ပြီးရေခဲဘောလုံးတွေကိုပစ်လွတ်နေတဲ့သူတို့ရဲ့စူပါလက်နက်ကိုအလုံးမလုံးအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။မကြာခင်မှာပဲဇက်တာကရေခဲဘောလုံးနောက်တစ်ခုကိုပစ်လွတ်လိုက်ပါတော့ရဲ့အဲ့ဒါက Mighty Eagle ရဲ့ဂူကိုဖျက်ပြီးပြတ်ကျသွားတဲ့အတွက်အဖွဲ့သားတွေဟာသူတို့အသက်ရှင်ဖို့အတွက်ထွက်ပြေးကြရပါတော့ရဲ့။ Mighty Eagle ကသူတို့ကိုအောက်ကိုချပေးဖို့ကြိုးစားပေမဲ့ကြောက်တိုင်တစ်ခုနဲ့တိုက်မိသွားခဲ့ပါတယ်။သူတို့အားလုံးကသူတို့ရဲ့မြေပုံကိုလေထီးအဖြစ်အသုံးချပြီးအောက်ကိုမျောပါသွားဖို့ကြိုးစားကြရမယ်မြေပုံကတဖြည်းဖြည်းနဲ့ဆုတ်ပြေးလာခဲ့ပါပြီ။ Saber ကအမြန်စဉ်းစားလိုက်ပြီးအပေါက်ကိုကျိုးနဲ့ချီလိုက်တဲ့အတွက်သူတို့ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ကြပါတယ်။ Zeta ကစောင့်ကြည့်ကင်မရာတွေကနေမြင်ကွင်းကိုကြည့်နေခဲ့ရင်ငှက်တွေကကျွန်းကနေထွက်မပြေးကြသေးတဲ့အတွက်သူမစိတ်တူနေခဲ့ပါတယ်။ဒါကြောင့်သူမရဲ့အင်ဂျင်နီယာချုပ် Glenn ကိုအရေးပျော်နေတဲ့လာဗာတွေနဲ့ပြည့်နှက်နေတဲ့ရှီခဲဘောလုံးတွေကိုဖန်တီးပြီးဆက်ချင်းချဖို့အမိန်ပေးခဲ့ပါတယ်။အဖွဲ့သားတွေထွက်ခွာဖို့ပြင်ဆင်ကြပါတယ်။ Red ကဘသူမှရွှေ့ပြောင်းစရာမလိုဘူးလို့လူတိုင်းကိုအာမခံခဲ့ပါတယ်။ Leona ကသူတို့စီးနှင်းမှုအတွက်အေယာမရှင်ကုန်တင်မောကြီးတစ်စင်းကိုဆွဲထုတ်လိုက်ပါပြီ။ရှင်ကုန်တင်မောထဲမှာသူတို့ဟာဝတ်တွေရဲ့ကရိယာတီထွင်သူ Gary နဲ့တွေ့ဆုံကြပါတယ်။ Gary ကသူ့ရဲ့ကရိယာတစားပလာတွေကိုပြသမယ်အများစုကတော့အသုံးမဝင်တာတွေပါပဲ။ဇိုးကသူ့ညမဥတွေတိမ်ပေါ်မှာကတ်နေလို့ငုံနေခဲ့ပါတယ်။ Vivi နဲ့ Sam တို့ကသူ့ကိုလေထိုးပြီးတော့မိုးပြန်မှုပေါင်းလို့လှုပ်ပြီးဥတွေစီကိုရအောင်ကြိုးစားကြတယ်။ဒါပေမဲ့သူတို့ကအရန်မြင့်မြင့်ကိုရောက်သွားပြီးဇိုးရဲ့နှုတ်သီးပေါ်ကကျိုးကိုဖြီလို့မရဖြစ်နေခဲ့ပါတယ်။သူတို့အာကာတာတဲကမျောပါသွားခဲ့ရာကချိုးတစ်ခုကကျိုးကိုဆွဲဖြုတ်လိုက်တဲ့အတွက်ငှက်ပေါက်စလေးတွေပြန်ပြုတ်ကျလာကြပါတယ်။သူတို့ဥတွေကိုတိမ်ပေါ်ကနေရအောင်ယူနိုင်ခဲ့ပေမဲ့အဲ့ဒီနောက်မှာတော့အဲ့နေတဲ့မွေဟောက်ကြီးတစ်ကောင်ရဲ့ကိုယ်ပေါ်ကိုကျသွားခဲ့ကြပါတယ်။အဖွဲ့သားတွေလင်းယုံကျွန်းကိုရောက်တဲ့ Mighty Eagle က Zeta ဟာသူစွန့်ပစ်ထားခဲ့တဲ့စစ်ဆက်သူဖြစ်ကြောင်းနဲ့မင်္ဂလာပွဲမှာသူမကိုထားခဲ့ဘူးကြောင်းလူတိုင်းကိုဝန်ခံခဲ့ပါတယ်။အခုတော့သူကသူမကိုရင်ဆိုင်ရမှကြောက်ရွံ့နေပြီးတော့ငှက်ကျွန်းစီကိုပြန်ထွက်သွားခဲ့တယ်။
အဲ့ဒီနောက် red ကအချားသူတွေစီကနေအကြံဉာဏ်ယူတယ်အဲ့ဒါကတော့လက်နက်စီရောက်ဖို့တက်ခွဲကန်းတွေကိုဝင်ဖို့အတွက်လင်းယုံဝတ်စုံကိုအသုံးပြုဖို့ပဲဖြစ်ပါတယ် red ကတယောက်တည်းသွားဖို့ကြိုးစားရမယ် Saber ကသူနဲ့သူလိုက်ပါလာခဲ့ပါတယ်သူကသူမကိုဖယ်ထုတ်ဖို့ကြိုးစားနေရအောင်မှလိုက်ပါခဲ့တာပါ Chuck Bond Leonard ခေါနေနဲ့ Gary တို့ကလင်းယုံဝတ်စုံကိုဝတ်ဆင်ပြီးအဆောင်နှစ်ယောက်ကိုလှည့်စားပြီးအတွင်းကိုဝင်ရောက်ခဲ့ကြပါတယ် red နဲ့ Saber တို့ကစူပါလက်နက်ရဲ့စွမ်းရည်အရင်းမြစ်ရှိတဲ့နေရာကိုရှောင်မြင့်မြင့်တက်သွားကြတယ် red ကကျမ်းမြင့်ကိုရောက်တော့လက်နက်စီကိုသွားတဲ့ကျိုးလို့ထင်ရတဲ့အရာကိုဖျက်တောက်ပစ်လိုက်ပါတော့ဒါပေမဲ့တကယ်တမ်းကျတော့ microwave အတွက်ကျိုးဖြစ်နေခဲ့ပါတယ်သူနဲ့ Saber တို့ဟာအဖမ်းခံရပြီးအကျဉ်းချခံလိုက်ရပါပြီလင်းယုံဝတ်စုံဝတ်ထားတဲ့အခြားသူတွေကတော့အဆောင်တစ်ယောက်စီက ID ကတ်ကိုခိုးယူပြီးအတွင်းကိုဝင်ရောက်နိုင်ခဲ့ကြပါတယ်တစ်ချိန်တည်းမှာပဲငှက်ပေါက်စလေးတွေကမွေးဟောက်ကြီးကိုရိုက်နှက်ပြီးသူ့ရဲ့ကင်းမီကောက်အရေးကွန်ကိုဖက်နဲ့အုပ်ထုပ်ဖြစ်အသုံးပြုကြပါတယ်သူတို့ဟာတရက်ကိုဖောင်ဖြစ်အသုံးချပြီးသူတို့ကျွန်းစီကိုရွက်ပြန်လွှင့်လာကြပါတယ်အဲ့ချိန်ဝက်ကျွန်းကဝက်ပေါက်စ3ကောင်ကသူတို့ကိုကြိုးစုံနေခဲ့ကြပါတယ်အဖွဲ့သားတွေကလက်နက်ထားတဲ့အခန်းထဲကိုရှောက်သွားပေမဲ့ချက်က red နဲ့ Saber တို့အကျဉ်းချခံထားရတာကိုတွေ့လိုက်ရပါတယ်သူတို့ဝတ်စုံကိုဆွဲဖြိတ်လိုက်တော့အမိခံရလူနေပါဖြစ်ခဲ့ပေမဲ့ကံကောင်းစွာနဲ့ပဲလင်းယုံအဆောင်တွေကကာပွဲလုပ်နေလို့အလုရှုပ်နေကြတာပါအဲ့ဒီနောက် Zeta က red နဲ့ Saber တို့ကိုရေခဲထောင်ချပြီးကျန်တဲ့ကျွန်းနှကျွန်းကိုသူ့ရဲ့ကိုယ်ပိုင်အပန်းဖြေစကန်ဖြစ်အသုံးပြုဖို့စီစဉ်ထားကြောင်းပြောပြလိုက်ပါတယ် Saber က Zeta ဟာ Mighty Eagle နဲ့ပတ်သက်ပြီးဖြစ်ပျက်ခဲ့တာတွေကြောင့်အခုထိစိတ်ဆိုးနေရလို့မှတ်ချက်ပြုခဲ့ပါတယ်ဒါမဲ့ Zeta က red ကိုငှက်တွေကိုရွှေ့ပြောင်းမှုမပြောခဲ့တာကြောင့်ငှက်တွေဒုက္ခရောက်ရတာသူအမားပဲလို့ပြောပြလိုက်ပါတယ်သူမကဒီကိစ္စကိုအလေးနဲ့ထားတယ်ဆိုတာပြသဖို့ကျွန်းတွေတစ်လျှောက်လာဘာဘောလုံးအနှဲငယ်ပြစ်လို့လိုက်ပါတယ်ဖန်တီးထားတဲ့လေတင်မောပေါ်ကနေကြီးနေကြတဲ့ငှက်ပေါက်စလေးတွေနဲ့ဝက်ပေါက်စလေးတွေဟာသူတို့ကျွန်းတွေအတိုက်ခိုက်ခံနေရတာကိုတွေ့လိုက်ရပါပြီ red ကငှက်တွေအခုလိုဖြစ်ပျက်နေရပြီအတွက်သူကသူအပြစ်တင်နေခဲ့ပြီးသူရဲကောင်းတယောက်ဖြစ်မြင်စေဖို့အတွက်ပဲဒါတွေအားလုံးကိုလှုပ်ခဲ့တာပါလို့ဝန်ခံခဲ့ပါတော့ဒီအချက်ကြောင့် Saber ဟာ red ဟာအခြားသူတွေသူ့ကိုဘလို့မြင်လဲဆိုတာကိုစိတ်ရင်းမှန်တဲ့ခရူးဆိုင်တယ်ဆိုတာကိုနားလည်သွားခဲ့ရပါပြီအဲ့နောက်သူမကသူတို့နှစ်ယောက်လုံးလွတ်မြောက်နိုင်ဖို့အတွက်စူးစမ်းခဲ့ပါတယ်ခဏကြာမှ Zeta ကကျွန်းတွေပေါ်ကိုကြီးမားတဲ့လာဘာရှေခဲဘောလုံးတွေကိုပြစ်လွတ်ဖို့စတင်ခဲ့ပါပြီ red နဲ့ Saber တို့ဟာစက်ကိုရက်တက်မှုအတွက်နဲ့ရှေခဲဘောလုံးတွေကိုတက်သွားခဲ့ပြီးဝတ်တွေကတော့ပင်မခလုတ်ကိုပိတ်ဖို့စူးစမ်းကြပါတယ် Chuck နဲ့ Bomb ကတော့အဆောင်တွေကိုခိုးကြောင်ခိုးဝက်ရှောင်ကွင်းဖို့စူးစမ်းကြပါတယ်လီယိုနဲ့ခွန်နေတို့ကခလုတ်ကိုဆွဲဖို့ကြိုးစားရမယ်ကြိုးသွားခဲ့ပါတယ်ချက်ကဂယ်ရီရဲ့ကရီးယာရဲ့ကတခုကိုယူဖို့အမြန်ပြေးသွားခဲ့ပါတော့တစ်ချိန်တည်းမှာပဲ red နဲ့ Saber တို့ကသူတို့ရဲ့ရှေခဲဖော်လုံးကိုအောက်ကိုချလိုက်ပေမဲ့လက်နက်ကိုဖျက်ဆီးပစ်နိုင်ခြင်းမရှိခဲ့ပါဘူး Zeta ကပြစ်လွတ်တဲ့ခလုတ်ကိုနင်းဖို့အရှိကိုတိုးလာခဲ့ပါပြီဒါပေမဲ့ Mighty Eagle ကစိတ်ပြောင်းသွားပြီးအချိန်မီရောက်လာခဲ့ပါတော့သူက Zeta ကိုတောင်းဝဲမှုကြိုးစားရမယ်သူမကတော့ဒေါသကြီးဖြစ်နေတုံးပါပဲအဲ့ဒီနောက်သူမက Debbie ဟာသူတို့ရဲ့သမီးဖြစ်ကြောင်းနဲ့ Mighty Eagle ရဲ့နာမည်ရင်းက Ethan ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်Zeta အာယုံလွင့်ပြန်နေတော့ Saber က Chuck ကိုသူ့ရဲ့ကြိုးကိုပေးလိုက်ပါတယ်အဲ့ဒါကြောင့်သူကလွတ်တင်စင်ပတ်ပတ်လည်မှာပတ်ဖို့လုံလောက်အောင်လို့မြန်ဆန်လှုပ်ရှားနိုင်ခဲ့ပါပြီZeta ကနောက်ဆုံးမှရှေခဲဖုံလုံးတွေကိုလွတ်တင်လိုက်တဲ့အခါသူတို့ကပြန်ဆွဲခံရပြီးတော့မလုံးမရှက်ရက်တက်နေခဲ့ပါတော့ကျိုးကပြတ်တော့မလို့ဖြစ်လာခဲ့ရကနေပြီးတော့ငှက်ပေါက်စလေးနဲ့ဝက်ပေါက်စလေးတွေကဝင်ကူညီပြီးရှေခဲဖုံလုံးတွေလမ်းကြောင်းပြောင်းသွားတယ်လို့ပြန်ပြုတ်ကျပြီးတော့လက်နက်ကိုဖျက်ဆီးပစ်နိုင်ဖို့လုံလောက်တဲ့အချိန်အထိကိုဆွဲထားနိုင်ခဲ့ကြပါရဲ့ဖုံတွေငြိမ်သွားပြီးတဲ့နောက်Zeta ကဓာဘီတေသွားပြီလို့ထင်မှတ်ပြီးသူမလှုပ်ခဲမိတာတွေအတွက်နောင်နာကြီးစွာရနေခဲ့ပါရဲ့ဒါပေမဲ့ Mighty Eagle ကဓာဘီလေးကိုသူ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးထားတာကိုတွေ့လိုက်ရပါရဲ့အဲ့နောက်သူကရှက်ပြုံးလေးနဲ့Zeta ကိုသူ့ကိုပြန်လက်ခံဖို့တောင်းဆိုခဲ့ပါတော့နောက်ပိုင်းမှာ Mighty Eagle နဲ့ Zeta တို့ဟာငှက်ကျွန်းမှာပဲလက်ထပ်ထိမ်းမြခဲ့ကြပါရဲ့Matilda ကမိန်ခွန်းပြောကြားခဲ့ပြီး red ရဲ့သူရဲကောင်းစံမှုကိုလည်းချီးကျူးဂုဏ်ပြုခဲ့ပါရဲ့ဒါပေမဲ့ red ကတော့အဲ့လိုကွန်ပျူတာကို Saber အပြင်သူတငယ်ချင်းတွေအားလုံးကိုပါပေးရဖို့ဆုံးဖြတ်ခဲ့ပါရဲ့သူတို့ရဲ့မျက်နှာတွေနဲ့ Mount Rushmore လိုမျိုးကြီးမားတဲ့အထိမ်းအမှတ်ကြောက်တိုင်တစ်ခုကိုတိစောက်ခဲ့ကြပါရဲ့အားလုံးက red ကိုအခုလိုစွန့်လွတ်စွန့်စားတဲ့အတွက်ပို့ပြီးတော့ချစ်လာကြပါရဲ့ငှက်တွေနဲ့ဝက်တွေဟာသူတို့ရဲ့အောင်ပွဲနဲ့အခုမှရခဲ့တဲ့အပြစ်ခတ်ရဆဲရိတ်ကိုလည်းဆင်နွှဲကြပါတော့ရဲ့ red နဲ့ Saber တို့ဟာအတူတူထိတ်လောက်ကြဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါပြီဒါမဲ့Chuck ကသူတို့ကိုနှောက်ယှက်လိုက်ပါရဲ့ငှက်ပေါက်စလေးတွေအတူတူပြန်ကစားနေတော့ဇိုးရဲ့ညီမလေးပေါက်တော့မှာကိုတွားကြည့်ဖို့ဆုံးဖြတ်ကြပါရဲ့သူတို့အားတင်သွားတာကပေါက်လာတဲ့အရာတွေကမွေတွေဖြစ်နေတာပါပဲအဲ့ချိန်အစောပိုင်းကမွေဟောက်ကြီးကအခုမှပေါက်လာတဲ့ငှက်လေးတွေနဲ့အတူပေါ်လာပြီးတော့သူကလေးတွေကိုတော့ပြန်ခေါ်သွားခဲ့ပါရဲ့ဆိုဗီဗီနဲ့ဆမ်ဆမ်တို့ဟာငှက်ပေါက်စလေးတွေကိုမြင်ရတော့စိတ်တသာရသွားပြီးတော့သူတို့မျက်စိအောက်ကနေဘယ်တော့မှအပြောက်ခံတော့မှမဟုတ်ဘူးလို့ဂတိကဝတ်ပြုခဲ့ကြပါရဲ့ဒါမဲ့နောက်ခဏလေးအတွင်းမှာပဲဇိုးရဲ့ညီမတွေကသူတို့စီကနေထပ်ပြီးရွှဲလွှင့်သွားခဲ့ပြန်ပါတော့အဲ့ဒါကြောင့်ပဲကောင်မလေး၃ယောက်လုံးလည်းမူးလဲသွားခဲ့ကြပါရဲ့ဒီစကားလေးကတော့ The Angry Birds Movie 2 2019 ကထွက်ခဲ့ရဖြစ်ပါတယ် Movie 1ကတော့ကျွန်တော်မနေ့ကတင်ပေးသွားပါပြီကြည့်ချင်းchannel မှာဝင်ကြည့်လို့ရပါတယ်ကျွန်တော်ဘေးနားမှာလည်းနှိပ်ပြီးရောကြည့်လို့ရအောင်လို့ပုံလေးထည့်ပေးထားပါမယ်နှိပ်ပြီးကြည့်လို့ရပါတယ်
ကျေးဇူးအများကြီးတင်ပါတယ် channel လေးကို subscribe လေးလုပ်ပေးတော့ကြပါအောင်ဗီဒီယိုလေးကို like လေးရောတယောက်ချက်စီနေပေးတော့ကြပါအောင်